လွတ်တဲ့အခါကျတော့ဘဝတိုင်းမီးလောင်ပြီးတော့လက်ဘင်းမှာမီးကွင်းစွတ်ပြီးသေရတဲ့ဘဝတွေများတယ်။တောကထွန်ရက်စားတော့တဲ့လယ်သမားတယောက်ဟာသူ့အိမ်ကနွားတကောင်ထဘိုးတက်ပြီးတော့ခိုင်းမယ်ဆိုရင်အဲ့ဒီနွားဟာထိုးပြီးတော့အိတ်တယ်ဘယ်တော့မှမောင်းလို့မရဘူး။အဲ့ဒီနွားကိုစိတ်မရှိတဲ့အခါကျဘာလုပ်တုံးဆိုရင်လက်တက်ပြီးမောင်းတဲ့အခါနွားကထိုးအိတ်ရှေ့မသွားတဲ့အခါဘာလုပ်တုံးအနာနာမှာရှိတဲ့ကောင်းရိုးပုံကကောင်းရိုးတွေကိုယူပြီးတော့နွားရဲ့လက်ဘင်းကိုကောင်းရိုးတွေနဲ့ချီကောင်းရိုးရုံးကြီးတွေနဲ့ချီပြီးတဲ့အခါကျဘာလုပ်လဲဆိုရင်မီးရှို့လိုက်တယ်အဲ့ဒီကောင်းရိုးတွေမီးလောင်ပြီးနွားဟာမီးလောင်တာနဲ့သေဆုံးသွားတယ်ဆိုတာသေဆုံးသွားလယ်သမားတယောက်ဟာနွားတစ်ကောင်ကိုအဲ့ဒီလိုတတ်ခဲ့တယ်သူကအဲ့ဒီလိုတတ်ခဲ့သည့်အတွက်ကြောင့်ဒီအကုသိုလ်ကအကျိုးပေးတဲ့အခါမှာသူကအပင်ငရဲကုံကိုရောက်သွားသေးတယ်ငရဲကပြန်လွတ်တဲ့အခါကျတော့ဘဝတိုင်းမီးလောင်ပြီးတော့လက်ဘင်းမှာမီးကွင်းစွတ်ပြီးသေရတဲ့ဘဝတွေများတယ်နောက်ဆုံးမှသူ့ဘဝထင်ထင်ရှားရှားဇလန်းပေါ်သွားတာတော့ဘယ်မှာတော့ဆိုရင်ရဟန်းတော်တွေဟာခရီးသွားလာတဲ့အချိန်မှာရွာတရွာကိုရောက်ကြတယ်သူတို့ရောက်သွားတဲ့အချိန်မှာအဲ့ဒီရွာမီးလောင်တယ်မီးလောင်ပြီးတော့တရွာလုံးကျွတ်မီးလောင်သွားတဲ့အခါမှာကြီးငှက်တကောင်ကရွာပေါ်ကနေဖြတ်ပြန်သွားတယ်အောက်ကမီးတွေကလောင်နေတယ်သူကအပေါ်အဖြတ်သွားအဲ့ဒီပြန်သွားတဲ့အချိန်မှာအိမ်ကနေပြီးတော့မီးလောင်တဲ့မိခွင်းလေးတကူကရှုကနေတက်ပြီးတော့အဲ့ဒီကြီးကန်းရဲ့လက်ဘင်းကိုသွားဆွတ်နော်ကောင်းကင်ကသူပြန်သွားတဲ့ကြီးကန်းကိုအောက်ကမိခွင်းကတက်ပြီးတော့ဆွတ်သွားတယ်မဖြစ်နိုင်တဲ့ဟာဖြစ်သွားတယ်နော်ဖြစ်နိုင်စရာအကြောင်းမရှိဘူးသို့တော့ကံကြမ္မာဆိုတာ accident မိခွင်းကြီးကရှုကနေတက်သွားပြီးတော့ကြီးရဲ့လက်ဘင်းကိုသွားဆွတ်မိရဖြစ်တယ်ကြီးကမိခွင်းနဲ့တိုးမိရဖြစ်သွားအဲ့ဒီအချိန်မှာကြီးဟာမီးလောင်ပြီးတော့သူတို့ရှေ့မှာပဲကြပြီးသေဆုံးသွားတယ်ရဟန်းတွေဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်ကြတယ်ရှင်ဘုရားတပည့်တော်တို့ထူးထူးဆန်းဆန်းရွာမီးလောင်လို့မီးကွင်းတစ်ခုကတက်ပြီးကြီးရဲ့လက်ဘင်းစွန့်ပြီးအဲ့ကြီးဟာသေရတယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားဒီဇလန်းကိုပြန်ဟောတာနော်သူဟာလယ်သမားဖြစ်တုန်းကနွားတစ်ကောင်ကိုဒီလိုတတ်ခဲ့ဘူးတယ်အဲ့ဒီတတ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ဒါအတုံးအလှဲ့ခံရတယ်လို့ဆိုတာကဲအဲ့လိုခံရတဲ့အခါမှာအမှန်တမ်းကြောက်စရာကောင်းတဲ့ဟာအတုံးအလှဲ့ဆိုတဲ့နေရာမှာသူဟာတစ်ခါတတ်ပြီမဲ့ခံရတာကြခါပေါင်းများစွာခံအဲ့ဒါကြတော့မတရားဘူးလို့များပြောချင်ကြသလားလို့ဆိုနော်လောကရဲ့မျိုးစေ့ရဲ့သဘာဝကိုကြည့်လိုက်တရေစီလေးကိုစိုက်တုံးကတစည်းပဲစိုက်တယ်အသီးသီးတဲ့အခါကျတော့တစ်နှစ်ကိုအနည်းဆုံးတောင်းချီထောင်ချီသီးတယ်နော်စိုက်တာတစ်စီပဲသီးတာထောင်ချီသီးတယ်မျိုးစေ့ရဲ့သဘောဟာအဲ့တိုင်းပဲကံကြမ္မာဟာလည်းပဲမျိုးစေ့ဖြစ်သွားမျိုးစေ့ဖြစ်သွားသည့်အတွက်ကြောင့်ကိုလုံးတုံးကတစ်ခါခံရတဲ့အခါခါပေါင်းများစွာခံ